6-8အခွေနော်6-8အခွေ6-8အခွေရကြလား6-8နော်အင်္ဂါနေ့မနေ့မှာ6-6ထွက်သွားတယ်နော်6-6ထွက်သွားတယ်6-8အခွေရကြလားအင်္ဂါနေ့မနေ့မှာ6-6ထွက်တာလေကျွန်တော်ဗျာဘေးလေးတယောက်တစ်ထောင်ပေါက်တဲ့လူတွေတယောက်တစ်ထောင်လောက်ကူညီပါကျွန်တော်တင်ပေးပါမယ်ဒီတိုင်းဘေးရှိမှလည်း MB ဝယ်ရတာ MB ဝယ်ပြီးမှလည်းတင်ပေးရတာမဟုတ်ဘူးအခွေရရှိသေးတယ်ဗျာနောက်2ခွေလောက်ကြံသေးတယ်ဒီတစ်ပတ်ဆက်ရသေးမယ်ဆက်ရစီမယ်ဗျာဒီတစ်ပတ်ဆက်ရစီမယ်အခုအင်္ဂါနေ့မနေ့မှာ6-6ထွက်သွားတယ်ကျွန်တော်ပေးထားတာ6-8အခွေအမှန်ဟူးမကျော်ဗျဟူးမကျော်နောက်2ခွေကြံသေးတယ်ဗျာကျွန်တော်တော့ပေါက်တဲ့လူတွေဘေး1000ပဲထည့်ပေးပါဗျာအများကြီးမထည့်ပေးပါနဲ့ကျွန်တော်အဲ့ထည့်ရရင် MB လေးဝယ်ပြီးရတော့ဒီထဲမှာလှမ်းတင်းပေးရလားအခုလိုအမားလို့လည်းအများကြီးပေးရလားမဟုတ်ပါဘူးဘေး1000လောက်တယောက်1000လောက်ဆိုရင်အဆင်ပြေပါတယ်ကျွန်တော်လည်းတင်းပေးပဲဒီရရင်အဖွေကိုထိုးပြနေတိုက်အဖွေရပို့စိတ်ချရတယ်နေတိုက်ပိုင်လို့ရှိရင်နေတိုက်ကျွန်တော်တင်ပေးမယ်နေတိုက်ကတော့50ရာခိုင်နှုန်းပေါ့ဗျာ50ရာခိုင်နှုန်းအခွေရတော့100ဆိုလို့ရှိရင်95-100ရာခိုင်နှုန်းလောက်ထိတော့ဟိုပါဖြစ်တယ်6-8အခွေ6-6ထွက်သွားတယ်နော်6-8ကျွန်တော်ပေးထားတာအပတ်တိုင်းနဲ့တင်ပေးမယ်ပေါက်တဲ့လူတွေကကျွန်တော်ကိုဘေးဘိုးလေးမားစားပါဦးဘေး1000လောက်ဖြည့်ပေါ့ဗျာတယောက်1000လောက်ပါအများကြီးလည်းမဟုတ်ပါဘူးအမားလူလည်းပဲအကိုလူလည်းပေးနိုင်ပါတယ်ကျွန်တော်အဲ့ဒါမှ MB ဝယ်ပြီးမှတခါတည်းပြန်တင်ရသေးတာကျွန်တော်မှလည်းဒီလိုတင်းနေရတာမဟုတ်ဘူးလားလုံနေရလားမဟုတ်ဘူး MB ဘိုးလည်းမတက်နိုင်တော့ဘူး